တနေ့မှာချမ်းသာတဲ့လင်မယားနှစ်ယောက်အထီးကျန်ကလေးတွေရှိတဲ့မိဘမဲ့ကျောင်းတစ်ခုကိုရောက်လာခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့အော်ဒစင်ရှိတဲ့သူတို့သားအတွက်အတူကစားနိုင်မဲ့ကလေးတစ်ယောက်ရှာဖို့ပါ။မိဘမဲ့ကျောင်းအုပ်ကသူတို့ကိုအထူးထူးခြားခြားကလေးတစ်ယောက်ကိုအကြံပြုလိုက်ပါတယ်။သူကဒီကလေးမလေးဟာအရန်လှရှားတန်ဆွမ်းပြီးပျော်ရွှင်တတ်တယ်လို့စိတ်ကောင်းရှိပြီးစီကံကောင်းတဲ့ကလေးလို့ပြောပါတယ်။ကျောင်းအုပ်ကလင်မယားနှစ်ယောက်ကိုကန်တင်းခန်းကိုခေါ်သွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာကလေးမလေးတစ်ယောက်အစားအစာယူဖို့တန်းစီနေပါတယ်။သူမကကာရက်တစ်ချက်ကိုကိုက်စားလိုက်တဲ့အချိန်မှာသူမဘေးကကလေးလေးတစ်ယောက်အရန်မြင်မြန်စားနေတာကိုသတိထားမိလိုက်ပါတယ်။ကလေးမလေးကချက်ချင်းသူ့နားကိုပြေးသွားပြီးစားတဲ့အချိန်မှာဖြည်းဖြည်းစားပြီးကောင်းကောင်းကြိတ်စားရမယ်လို့ဆုံးမပါတော့တယ်။ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့ချမ်းသာတဲ့လင်မယားနှစ်ယောက်ကချက်ချင်းဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကြာခင်မှာပဲကလေးမလေးကမိဘမဲ့ကျောင်းကိုစွန့်ခွာပြီးဇိမ်ခံကားကြီးနဲ့သူမရဲ့အိမ်အစ်စ်ကိုထွက်ခွာသွားခဲ့ပါတယ်။အိမ်အစ်စ်ကိုရောက်သွားတဲ့အချိန်မှာကလေးမလေးကသူမမှာအကိုတစ်ယောက်ရှိနေတယ်ဆိုတာသိလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအကိုမှာအော်ဒစင်ရှိနေပါတယ်။မွေးစားမေကအော်ဒစင်ဆိုတာမင်းစကားတွေဘလောက်ပြောသူမပင်ပန်းဘူးလို့ပြောလိုက်ပါတယ်။ဒီစကားကြားလိုက်တာနဲ့ကလေးမလေးကအယမ်းပျော်သွားပါတယ်။မွေးစားအဖေကလည်းမင်းသူ့ကိုစကားပြောအောင်လုပ်နိုင်ရင်မင်းရဲ့ဆန္ဒမှန်သမျှကိုဖြည့်ဆည်းပေးမယ်လို့သတိပေးလိုက်ပါတယ်။ဒါကြောင့်ကလေးမလေးကအကိုရဲ့အခန်းကိုအမြန်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့အခန်းတကားကတော့ခတ်ထားပါတယ်။သူမကတကားကိုအမည်မျိုးစုံနဲ့ခေါ်ပြီးတောက်လျှောက်တကားခောက်နေပါတယ်။အခန်းထဲမှာတော့ကလေးအကိုကစာအုပ်တအုပ်ကိုတိတ်တိတ်လေးဖတ်နေပါတယ်။ကလေးမလေးဝင်လာတာနဲ့စကားတွေမရက်မနာပြောပါတော့တယ်။မျက်စိကိုဘယ်လိုကာကွယ်ရမယ်ဆိုတာကနေစာအုပ်အကြောင်းအထိအားလုံးကိုပြောနေပါတယ်။အကိုကတော့ဒီစကားများတဲ့ကလေးမလေးကိုအယမ်းစိတ်ရှုပ်နေပါတယ်။သူထွက်သွားမယ်လို့တဲ့အချိန်မှာကလေးမလေးကပြန်ဆွဲထားပြီးမိဘမဲ့ကျောင်းမှာကြုံခဲ့တဲ့အတွေ့အကြုံတွေကိုတစ်ခုပြီးတစ်ခုပြောပါတော့တယ်။နောက်နေ့မှာသူတို့ကကလေးမလေးကိုလက်ဆောင်တွေအများကြီးပေးလိုက်ပါတယ်။ကလေးမလေးကလက်ဆောင်တွေကိုဖတ်ပြီးအကိုရှိမှသွားပြပါတယ်။ဒါပေမဲ့အကိုကတော့ဘာမှစိတ်ဝင်စားသလိုမထင်ပါဘူး။အဲ့ဒီအချိန်မှာကလေးမလေးကအကြံတစ်ခုထပ်စဉ်းစားလိုက်ပါတယ်။သူကအကိုကိုလှပအောင်ဝတ်ဆင်ပေးဖို့စတင်လိုက်တာပါ။တနေ့မှာမိဘတွေကကလေးမလေးကိုဈေးဝယ်ထွက်ဖို့ခေါ်တဲ့အချိန်မှာသူမကလေကားပေါ်မှာတယောက်တည်းရက်နေတဲ့အကိုကိုမြင်လိုက်ပါတယ်။သူ့မျက်လုံးထဲမှာအထီးကျန်မှုပြည့်နေပါတယ်။အဲ့ဒီအချိန်မှာကလေးမလေးကသူ့အကိုလည်းတာမန်လူတယောက်လိုနေချင်နေတယ်ဆိုတာနားလည်လိုက်ပါတယ်။ဒါကြောင့်ဈေးမသွားတော့ဘဲသူ့အကိုနားမှာပဲနေပြီးအဖော်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်